သိပ္ပံပညာရှင်တစုဟာဗတ်တက္ကသိုလ်အခန်းတစ်ခန်းထဲစာမေးပွဲရလက်စောင့်နေတဲ့ကလေးတွေလိုရင်ဓမ္မမနဲ့စောင့်နေကြတယ်။စောင့်နေတာစာစစ်ဌာနအဖြေတော့မဟုတ်ဘူး။ကွန်ပျူတာကထုတ်ပေးမဲ့အဖြေ။ဒီအဖြေဟာမှန်ခဲ့ရင်ကမ္ဘာသမိုင်းမှာမှတ်တိုင်တစ်ခုရေးထိုးနိုင်မယ်။မမှန်ရင်ငွေသန်းပေါင်းများစွာကုန်ထားတဲ့စီမံကိန်းဆုံးမြုပ်သွားမှာဖြစ်တယ်လို့သိပ္ပံဆိုင်ရာယုံကြည်မှုတွေပညာရှင်တွေရဲ့သိက္ခာတွေလည်းအတိုင်းအတာတစ်ခုထိကျဆင်းသွားဖို့ရှိဒီလောက်ဖြစ်အောင်ဘာလို့စောင့်နေကြလဲဆိုတော့နက္ခတ်သိပ္ပံမှာနာမည်ကြီးရဲ့ Black Hole ခေါ်တွင်းနက်တစ်ခုရဲ့ပုံရိပ်ကိုစောင့်နေကြတာပါခုနှစ်က2018တွင်းနက်ဆိုတာနဲ့ပတ်သက်ပြီးလူတွေသိရှိတွေးခေါ်ခဲ့တာနှစ်ပေါင်း200ကျော်တဲ့ကာလကိုရောက်နေပြီဒီတွင်းနက်တွေရှိနေနိုင်တယ်ဆိုတဲ့အယူဆကိုကမ္ဘာကျော် Einstein တိုင်ခင်နှစ်100လောက်ကစပြီးတော့စဉ်းစားခဲ့ကြဘူးပဲနျူတန်ရဲ့ drag ဆွဲရနေရာမှာကိုခြေခံပြီးတွေးခေါ်ခဲ့ကြတာနောက်တော့ Einstein တို့ theory ထုတ်အခြားသိပ္ပံကဏ္ဍဝင်ကြီးတွေကတွက်ချက်ပြကွန်ပျူတာနဲ့ပုံဖော်တာတွေကိုလုပ်ခဲ့ကြပါတယ်တွင်းနက်ဆိုင်ရာ theory တွေသင်္ချာညီမျှခြင်းတွေကို1988ခုနှစ်မှာပြင်သစ်ပညာရှင် Jean-Pierre Lumnet ကခုခေတ်ကဏ္ဍတွက်ဆက်လောက်တောင်စွမ်းဆောင်ရည်မမြင့်တဲ့ခေတ်ဟောင်းအခန်းလုံးပြည့်ကွန်ပျူတာကြီးတွေနဲ့တွက်ပြီးရလာတဲ့အချက်လက်တွေကိုစာရွက်ပေါ်မှာပုံဖော်ကြည့်တဲ့အခါရုပ်ရှင်တွေထဲမှာမြင်ရတဲ့တွင်းနက်ပုံကိုပထမဆုံးခံမှန်းထုတ်လုပ်နိုင်ခဲ့တယ်။သို့တော့ဒါကစက်ကရိယာတို့ရဲ့စွမ်းဆောင်ရည်ဆိုတာထက်လူသားရဲ့စက်နဲ့ဉာဏ်ပညာတို့ကိုပေါင်းစပ်နိုင်မှုလို့ဆိုလိုနိုင်ပါတယ်။အားလုံးသိကြတဲ့ Interstellar ရုပ်ရှင်တွေကတွင်းနက်ကြီးဟာအဲ့ဒီအချက်လက်တွေပေါ်မူတည်ပြီးစိတ်ကူးပုံဖော်ချက်ပေါ့ဖော်ထုတ်နိုင်ခဲ့တဲ့သမိုင်းတစ်ခုချင်းစီကိုသိပ္ပံကဘာရဲ့အမခန်းစရာလေးစားစရာအဖြစ်ထောပနာပြုခဲ့ကြပါတယ်ဒါပေမဲ့ဒီဖော်ထုတ်မှုအားလုံးကတကယ်အပြင်မှာရှိနေတဲ့တွင်းနက်တွေကိုဓာတ်ပုံအနေနဲ့ရိုက်ကူးနိုင်တာမျိုးမဟုတ်ခဲ့ရိုက်ကူးနိုင်မယ်လို့လည်းလူတော်တော်များများမယုံကြည်ကြဘူးဘာလို့ဆိုအလင်းနှစ်သန်းပေါင်းများစွာဝေးရာတွေရဲ့ကဘာလုံးလောက်မျက်နှာအဝါရှိရမယ်နက်ခတ်ကြီးမှန်ပြောင်းကြီးတစ်ခုလိုတာရဲ့အာကာသကိုကဘာကဖောက်ကြည့်ဖို့အသားစီးတွေရှုပ်ပွနေမှရဲ့ကြောင့်မဖြစ်နိုင်ဘူးလို့နှစ်ပေါင်းများစွာယူဆခဲ့ကြပါတယ်ဝေးလွန်တဲ့နေရာကအရာတစ်ခုကိုမြင်နိုင်ဖို့ဆိုတာဖိုးရွှေလာမင်းပေါ်ကစံဖွတ်နေတဲ့အဖိုးအိုရဲ့စုံကိုပွဲစည်းရဝယ်လာတဲ့မှန်ပြောင်းနဲ့ကြည့်နေရသလိုပဲလို့တွေးခဲ့ကြမှာပေါ့အာစတိုက်ခေတ်ကနေ Jean-Pierre Lumnet ခေတ်ထိနှစ်ပေါင်း60ကျော်ကြာခဲ့ပြီးတော့ဒီတွေးခေါ်ကိုခြေဖြတ်နိုင်ကြောင်းရှင်းပြတာတဲ့1992လောက်ကနေ2013လောက်ထိနောက်ထပ်နှစ်ပေါင်း20နီးပါးထပ်ကြာခဲ့တယ်။ဒီအချက်လက်တွေကိုကြည့်ကြအပြင်လူတွေအလွယ်တကူမြင်တွေ့နိုင်ကြားနိုင်သိနိုင်ဖို့ပုံလေးတစ်ပုံစာလေးတစ်ချောင်းကိုသက်သေပြဖို့ပညာရှင်တွေဘယ်လောက်ကြိုးစားရလဲဆိုတာသိတာစေတယ်။စပြီးကြိုးစားဆော်ဩသူကတော့ Heino Falke လို့ခေါ်တဲ့သိပ္ပံပညာရှင်ပေါမောက္ခတယောက်ပါသူ့စူးစမ်းမှုကိုလူတွေလက်ခံလာတဲ့အချိန်မှာဒါကိုအကောင့်ထဲပေါ်ဖို့လိုလာပါတယ်ဒီတာဝန်အတွက်ကမ္ဘာကျော် Harvard တက္ကသိုလ်ကပေါမောက္ခ Shepard Dolman ကဦးဆောင်ရွက်ခဲ့ပါတယ်သူဟာ Event Horizon Telescope EHT ဆိုတဲ့စီမံကိန်းနဲ့ကမ္ဘာအနှံ့မှာတည်ဆောက်ထားတဲ့နက်ခတ်ကြီးမှန်ပြောင်းကြီးတွေကိုကွန်ရက်ဖွဲ့စည်းနိုင်ခဲ့သူညွှန်ကြားရေးမှူးသူတို့တွေဟာမှန်ပြောင်းတစ်ခုကနေတကွက်ချင်းအချက်လက်တွေကိုဖမ်းယူပြီးအပိုင်းဆက်တွေအဖြစ်ဆက်လိုက်ရင်ဒါဟာကမ္ဘာလောက်ကြီးရဲ့အဝကျဲတဲ့ telescope ခေါ်နက်ခတ်ကြီးမှန်ပြောင်းတစ်ခုဖန်တီးပြီးကြည့်ရှုလိုက်တယ်လို့ပဲဆိုတဲ့အချက်ကိုသက်သေပြဖို့ကြိုးစားနေကြတဲ့သူတွေပါလူတယောက်တွင်းနဲ့ထဲကျသွားရင်ဘာဖြစ်သွားမလဲလို့အမြဲဆက်စုလေးရှိကြပါတယ်လက်ရှိကာလမှာဒီမေကွန်းကသိပ္ပံပညာရှင်တွေစီမှာအဖြေရှိနေပြီပါပြီချက်ချင်းသိတာရဲ့ပွဲချင်းပြီးသိတာရဲ့ပါနက်ခတ်ပုံရိပ်တွေကိုပုံဖော်ရဲဆိုတာဖုန်းပေါ်မှာကွန်ပျူတာပေါ်မှာမြင်ရလို့ပုံရိပ်တွေမဟုတ်ပါဘူးဒါတွေကသိပ္ပံနဲ့အမှုပညာပေါင်းစပ်ပြီးအမြင်ဆိုင်ရာပုံဖော်မှုတာဖြစ်ပါတယ်ဒါပေမဲ့လက်တွေ့နဲ့နှီးစပ်ဆုံးဖြစ်အောင်အတိအကျဆုံးချက်လက်တွေပေါ်မူတည်ပြီးပုံဖော်ကြတာဖြစ်လို့စိတ်ကူးပေါက်တိုင်း Photoshop နဲ့ရှောက်ပြင်ထားတာမျိုးမဟုတ်ပါဘူးအလင်းနဲ့တန်းချီဝေးတဲ့နေရာအရာတွေကို
ရေဒီယိုလှိုင်းတွေအားတွေပေါ်မှာမူတည်သတ်မှတ်ပြီးထောက်လန်းတဲ့နည်းပေါ်နေပါပြီ။လူတွေဟာစကြဝဠာရဲ့ dress ဆွဲအားလှိုင်းတွေကိုထောက်လန်းပြီးစကြဝဠာကြီးရဲ့အတန်ကိုတော့ခံမှန်းနိုင်နေကြပါပြီ။အခုဒီတွင်းနက်ကိုမျက်မြင်ပုံထုတ်တဲ့စီမံကိန်းကို M87 လို့နာမည်ပေးထားကြတဲ့အေယာမတွင်းနက်ကြီးကနေထုတ်လွှတ်လာတဲ့ရေဒီယိုလှိုင်းတွေကိုဖမ်းယူကြတာပါ။နှက်ခတ်ကြီးမှန်ပြောင်းကြီး၈လုံးမှာတစ်လုံးစီကိုကမ္ဘာအလင်းနှစ်55တန်းအကွာကအဲ့ဒီတွင်းနက်ကြီးစီ10ရက်တိတိတဲပြီးရိုက်ကြရပါတယ်။နောက်အချက်လက်တွေအားလုံးကိုလည်းအတန်အဆင့်ထိတိကျတဲ့နာရီတွေကနေပြီးတော့တသွေမသိမ်းအောင်မှတ်တမ်းတင်သိမ်းစီရပါတယ်။တွင်းနက်ကြီးကဘလောက်ကြီးလဲဆိုနေထက်ဒရက်ထုတန်း6500လောက်ရှိပြီးသူ့ရဲ့အချင်းနဲ့နေဖွဲ့စည်းတစ်ခုလုံးထက်ပိုကြီးနေပါတယ်။အဲ့လောက်ကြီးလို့လဲအင်တန်ဝေးလွန်းလာတဲ့သူ့စီကလှိုင်းနေထုတ်တာဖမ်းမိရပေါ့။ပြီးတော့သူကြီးလွန်းလို့ပုံရိပ်ကတိတိငြိမ်မဲဖြစ်နေ။မဟုတ်ဖဲနဲ့မတည်ငြိမ်တဲ့ပုံရိပ်ကိုတွားရိုက်မိရင်ပုံတွေကထက်နေမှာပါ။အလင်းနဲ့55တန်းပုံရိပ်ကိုဖမ်းယူရဲဆိုတာသိပ္ပံပညာအရလွန်ခဲ့တဲ့နှစ်ပေါင်း55တန်းအလင်းကိုပဲရတာပါလက်ရှိကမ္ဘာပေါ်အလင်းရောက်ဖို့ကြားမှာနှစ်ပေါင်း55တန်းဖြတ်တန်းရတာမို့လို့ပါအတိတ်နှစ်ပေါင်း55တန်းဆိုတာကမ္ဘာပေါ်မှာဒိုင်နိုဆောတွေမျိုးသုံးပြီးကစားအချိန်ပဲရှိသေးတယ်လို့နှိုင်းယှဉ်ဖော်ပြကြပါတယ်သိပ္ပံပညာရှင်တွေကလွန်ခဲ့တဲ့နှစ်တန်းချီကပုံရိပ်ကိုပြန်လည်ပုံဖော်နေကြရတာပေါ့10ရက်ကြာခဲရခဲစစ်ဖမ်းယူပြီးတော့ရလာတဲ့ချက်လက်တွေကိုပြန်စဉ်းစားကြည့်ရင်ဖြတ်ဆက်အပိုင်းစားရလို့ဖြစ်နေမှာဘာလို့ဆိုမှန်ပြောင်းကြီး၈ခုကဘာလုံးလောက်ကြီးရဲ့မှန်ကြီးမဟုတ်ပဲအဲ့မှန်ကြီးရဲ့အစာနာ၈ခုလောက်ပဲရှိတာပါအဲ့အစာနာတွေရတဲ့ချက်လက်တွေကိုပေါင်းဆက်ပြီးမှန်ချက်ကြီးနဲ့ကြည့်တယ်လို့ပုံဖော်နိုင်ဖို့ကအစာနာ၈ခုကနေပြီးတော့ခြေရကောက်ရမှာပါဒါကိုတွက်ချက်ဖို့တင်ချာနည်းတွေလိုလာတယ်ဆိုတော့စီမံကိန်းအစကတည်းကသိပ္ပံပညာရှင်တွေကတေချာအောင်ဒေါင်းစီအောင်ဆောင်ရွက်ခဲ့ကြပါတယ်။ဘာလို့လဲဆိုတော့ဒီစီမံကိန်းကြီးတစ်ခုလုံးရဲ့အသက်သွေးကြောဖြစ်နေတာမို့လို့ပါပဲ။ကျောင်းတွေမှာတင်ချကိုတင်ရင်ချချလဲနေလို့ဘာသာရဲ့လို့ရဲသွမ်းတွေးကြပါတယ်။ပြင်းစရာကောင်းတယ်ဘာတွေမှမသိဘူး။ formula ပဲကြက်မယ်ခိုးချမယ်ကွာစသဖြင့်ကိုယ့်ရဲ့သင်္ချာကျွမ်းကျင်မှုကိုဂုဏ်တင်တတ်ကြပါတယ်ဒါပေမဲ့ဆရာကြီးများရဲ့အယူဆကတော့ခေတ်သစ်ပညာသင်ကြားရေးစနစ်တွေကသာပြဿနာရဲ့အရင်ခံဖြစ်ပါတယ်သင်္ချာပြင်းစရာမဟုတ်ပါဘူးလက်တွေ့ဘဝဗဟေလိစနစ်တွေကိုတိကျအဖြေရှာတဲ့အမှုပညာသဘောတစ်ခုပြီးတော့ဒါကိုသိမှဘဝဖြစ်တည်ရာစကြဝဠာအကြောင်းတွေကိုရင်းရင်းနှီးနှီးသိနိုင်မယ်လို့ထောက်ပြကြပါတယ်။ဒါကလူကဘာရဲ့ပြဿနာတစ်ခုပေါ့။ဒါရင်ပဲကောက်အောင်လဲလူမှုစနစ်ဆိုးရမှာဆိုရင်တင်ချာနဲ့သိပ္ပံဆိုတာမိန်းမကိစ္စမဟုတ်ဘူးလို့တောင်ယူဆရှိခဲ့ဘူးရဲ့။နောက်ထပ်ပြဿနာပေါ့။တင်ချာမပြောနဲ့သေစာရှင်စာတော့ခိုးတင်ရတယ်။ဒါမျိုးအနောက်တိုင်းယဉ်ကျေးမှုမှာပါလွှမ်းမိုးဩဇာကြီးခဲ့ကြလို့အတိုက်ခံနေအကြီးကျယ်လုပ်ကြရတယ်။အဓိကကတော့တင်ချာရဲ့လို့မဟုတ်ပါဘူး။မိန်းမဖြစ်လို့ဆိုပြီးတော့ကျောင်းမဲ့ခွဲခြားနေရမပေးခြင်းနဲ့မျက်စိရသမားတွေကိုအခုထိတွန်းလှန်နေရတော့တလျှောက်လုံးမှာလည်းရည်ရွယ်ချက်ရှိနဲ့မျိုးသားဗဟိုပြုသမိုင်းတွေရွယ်တင်ခဲ့ကြတဲ့ဓလေ့တွေကြောင့်သမိုင်းမှာတကယ်ထင်ရှားခဲ့မှုရဲ့အမျိုးသမီးသိပ္ပံပညာရှင်ကျော်မော်အများစုဒါရင်မကပဲနေပယ်အသီးသီးကအမျိုးသမီးများစွာရဲ့ဂုဏ်သတင်းတွေကတိမ်မြုပ်ခဲ့ရပါတယ်ခေတ်တွေပြောင်းလာတဲ့အခါအမျိုးသမီးတွေပေါ်မှာဆက်ဆံရေးအထိုက်လျောက်တော့ပြောင်းလဲလာခဲ့ကြပါတယ်ဒါကလည်းတည့်ရသူတွေရဲ့ delay တွေလောက်ထဲမှာပါပဲဒီနေရာမှာအမျိုးသမီးများကိုခွဲခြားဆက်ဆံတဲ့ delay ဆိုတာထက်အမျိုးသမီးတွေရဲ့အမခန်းဆွဲဆောင်နိုင်မှုပေါ်ကိုလေးစားအားကြဖွယ်ပြောပြချင်တာပါဆိုတော့ခုနအတွင်းနဲ့ကြီးကြောင်ပြန်သွားကြမယ်အပိုင်းပိုင်းဖြစ်နေတဲ့အပိုင်းအစတွေကိုဆက်ဖို့ algorithm လိုတာတခုဒါတွေကိုသိပ္ပံပညာရှင်တွေကပြင်ဆင်ထားပြီးသားပါMy name is Katie Bauman. I'm an assistant professor at Caltech studying computational imaging and physics-based inverse problems. So computational imaging is the Dr. Katie Bauman. hardware and software that Dr. Katie Bauman ဟာအဲ့တုန်းက Massachusetts က
အသက်29နှစ်အရွယ်ဘွဲ့လွန်ကျောင်းသူလေးဖြစ်ပါတယ်ပညာရဲ့ဆိုင်ရာတွေပြောနေရရင်တော်လက်ချက်ချလာသလိုပညာရဲ့ဘိုင်းမှာလည်းရှေ့နောက်တိုင်းထွာတွေကိုကိုယ်တိုင်ဖန်တီးနိုင်တဲ့အခြေအနေရှိပါတယ်ဒါကြောင့်ထိပ်သီးနက္ခတ်ဗေဒတခြားသိပ္ပံပညာရှင်တွေကြားထဲမှာအဝင်ဆက်နိုင်ပါတယ်တကယ်တော့ तू ကနက္ခတ်ဗေဒနောက်ခံမဟုတ်ပါဘူးကွန်ပျူတာနဲ့လျှက်စစ်အင်ဂျင်နီယာပညာရှင်ကွန်ပျူတာဗီዥန်လို့ခေါ်တဲ့ကွန်ပျူတာကပုံရိပ်တွေကိုနားလည်ဘယ်လိုပုံဖော်တယ်လဲဆိုတာကိုလေ့လာနေတဲ့အကြောင်းသူတယောက်ပါဒါပေမဲ့သူ့ပုံမောက်ခသူ့ရဲ့လက်ဆလက်နာကိုယုံကြည်ပြီးတော့ EHD စီမံကိန်းကလူကြီးနဲ့မိတ်ဆက်ပေးလိုက်ရာကနေဒီဇလန်စတာပါပဲသူကလည်းလူကြီးပြောတာနားထောင်ကြည့်လိုက်တော့ဒါဟာတင်ချာနဲ့ဖြည့်ရှင်းလို့ရမှန်းကိုအတက်ပြောနိုင်တယ်ဒါပြင်မကြခင်မှာပဲဖြည့်ရှင်းလို့ရမယ့်တင်ချာနည်းလမ်းတွေကိုအကြမ်းပြင်းပြလိုက်တဲ့အခါမှာဒီကိစ္စကအလုပ်ဖြစ်နိုင်မှန်းသိသွားကြတော့အသက်ငယ်ငယ်နဲ့လူကြီးကြားထဲမှာ2013ထဲကအလုပ်လုပ်ကင်ခွင့်ရလာခဲ့ပါတယ်သူကအမြဲတမ်းတက်ကြွလန်းဆန်းနေတဲ့သူပါတင်ချာကိုပျော်စရာအဖြေညှိကျင်စိတ်အမြဲတမ်းရှိသူ့ဖေကလည်းကွန်ပျူတာအင်ဂျင်နီယာပညာမှာပေါမောက္ခတယောက်ဆိုတော့တင်ချာကိုပျော်စရာကောင်းအောင်တင်ကြားခံခဲ့ရတဲ့သူလေးပါဒီမှာဇလန်ကောင်းကံရောက်ပါပြီအမျိုးသမီးပညာသည်မလေးကတွင်းနဲ့တွေကရလာတဲ့ကနဦးသိပ္ပံချက်လက်တွေဖြစ်တဲ့ဖြစ်တန်စွမ်းတွေကိုတွက်ချက်ပြီး algorithm ကိုတိတိကျကျရေးပါတယ်ဒါကို CHIRP Continuous High Resolution Image Reconstruction Using Patch Prior လို့နာမည်ပေးပါတယ်အပေါက်တွေကိုအစင်းစင်းဖာပြီးပုံတော်ကောင်းကောင်းရလာတဲ့အထိအနည်းဆက်ဆုံးဖြစ်အောင်ချိတ်ဆက်တဲ့နည်းလမ်းလို့ဆိုနိုင်ပါတယ်သူဖြေရမယ်လက်တွေ့ပု္ပ္ပာကမှန်ပြောင်း၈ခုကနေရိုက်ထားတဲ့10%လောက်ပဲရှိတဲ့အချက်လက်တွေကိုအဲ့ဒီပေးထားချက်တွေပေါ်မူတည်ပြီးကျန်တဲ့90%ဆောက်တွက်ချက်ပေးရမှာဖြစ်ပါတယ်။သွေးကြောင်ရင်ယူသွားနိုင်တဲ့တာဝန်မျိုးပါ။စီမံကိန်းတစ်ခုလုံးစာလှုပ်လာတာနောက်ဆုံးမှသူဖန်တီးထားတဲ့စနစ်ရဲ့အလုံးလုံးမှုပေါ်ယုံကြည်ပြီးအောင်မြင်ခြင်းမအောင်မြင်ခြင်းကိုဆုံးဖြတ်ရမှာဟုတ်။စူးစမ်းအားထုတ်မှုတတိယုံကြည်ချက်တွေအများကြီးလိုပါတယ်။ဒီလိုနဲ့လိုချင်တဲ့ algorithm ရဖို့အထိအစင်စင်ပြင်လိုက်ဖြတ်လိုက်ထည့်လိုက်နဲ့2016နှစ်လောက်ထိ3နှစ်နီးပါးကြာသွားပြန်ပါတယ်။အားလုံးစင်သင်းဖြစ်ပြီဆိုတာနဲ့2019လောက်ရောက်တဲ့အခါမှာဧပြီလထဲမှာပဲ M87 တွင်းနယ်ကြီးကို10ရက်ကြာရိုက်ကူးမှုစတင်ပါတော့တယ်။နက်ခတ်ကြီးမှန်ပြောင်းကြီးတွေကတစ်စက္ကန့်ကို64 GB နဲ့အချက်လက်တွေရယူပါတယ်။အဲ့ဒါတွေကိုသိမ်းဖို့အထူးပြုလုပ်ထားတဲ့ hard drive တွေထောင်နဲ့ချီအကွက်လိုက်နေရာချပြီးသုံးရပါတယ်။ data တွေကများလွန်းလို့အင်တာနက်ကနေပို့ရင်တော့20ကျော်ကြာသွားနိုင်ပါတယ်။ MP3 ဖိုင်အနေနဲ့အတန်ဖိုင်ကြီးပဲသိမ်းရင်တော့9000လောက်နားထောင်လို့ရနိုင်လို့လေရင်ပြန်နဲ့ပဲသက်ဆိုင်ရာစူပါကွန်ပျူတာတွေရှိတဲ့တွက်ချက်မဲ့နေရာတွေစီကိုပို့ရပါတယ်။ဒါတော့တောင်ဝင်ရိုးစွန်းမှာရှိတဲ့အချက်လက်တွေကရာသီဥတုမကောင်းလို့နှစ်ကုန်ပိုင်းထိစောင့်ပြီးမှနောက်ထပ်အပုံကြီးရောက်ချလာတာမျိုးဖြစ်ပါတယ်။ data တွေကိုစူပါကွန်ပျူတာနဲ့တွက်တဲ့အခါမှာပြဿနာတစ်ခုကမှန်ပြောင်းတဲ့အချက်လက်တွေအကုန်လုံးကိုစုပြုံပြီးယူလာတာဖြစ်ပါတယ်။လိုတာရောမလိုတာရောအကုန်ရောပြီးပါလာ။ဒါကိုမှန်ပြောင်း၈ခုထဲမှာအတိအကျတူတဲ့အချက်လက်တွေကိုစစ်ထုတ်ပြီးတာမန်ကွန်ပျူတာတွေထဲထည့်လို့ရမယ်ပမာဏအထိရှော့ချရပါတယ်။အဲ့ဒီမှာစစ်ထုတ်ထားတဲ့ချိန်လုံးဆိုင်ရာအချက်လက်တွေလောက်ပဲဒေါက်တာ KD ဘောက်မန်စီကိုပို့လိုက်ပါတယ်။အဲ့ဒါကိုသူ့ algorithm နဲ့ထည့်လိုက်တဲ့အခါမှာတွင်းနယ်ကြီးရဲ့ပုံရိပ်ကထွက်လာတော့တာပါပဲ။ခဏလောက်ပဲကြာလိုက်ပေမဲ့ပုံထွက်လာတော့သူတို့အုပ်စုကပါဇက်အဟောင်းသားနဲ့ယုံအောင်မြုံနိုင်။ဒီ pocket အစပိုင်းမှာပြောခဲ့တဲ့ဆောင်းဝဲဖြေစောင့်နေတဲ့သိပ္ပံပညာရှင်တစုကတော့အဖြေတစ်ခုရသွားပြီ။ဒါပေမဲ့ဒီလိုပုံပေါ်လာတာသူ့ရဲ့စိတ်ကူးတွေကပုံပေါ်လာတဲ့တွင်းနဲ့ပုံပေါ်လာဖို့ငါဆွဲရည်နဲ့ဗက်လိုက်ပြီးတော့သူ့ algorithm ပေါ်ပြနေသလားဆိုတဲ့တန်တရားရှိနေပြန်ပါတယ်။သိ
သိပ္ပံပညာဆိုတာတိကျမှုပေါ်မှာခြေခံတာလေအဲ့ဒါကိုအဖြေရှာဖို့သူ့အဖွဲ့ကိုအုပ်စု၄စုလောက်ခွဲလိုက်ပြီးတော့တစ်ဖွဲ့ကိုမတူညီတဲ့ algorithm တွေနဲ့6လလောက်ပုံဖော်ပြီးတော့အလုပ်လုပ်ကြပါတယ်အလုပ်နဲ့ပတ်သက်ပြီးတော့အဆက်အသွယ်ပြောဆိုမရှိအလုပ်လုပ်ခဲ့ကြပါတယ်2018ခုနှစ်မှာသူတို့တွေပြန်ဆုံပြီးအသီးသီးထွက်လာတဲ့ပုံရိပ်တွေကိုချပြတဲ့အခါဟာကနေဟင်ကနေဖြစ်ကုန်ပါတော့တယ်ဘာလို့လဲဆိုတော့အားလုံးရဲ့ပုံရိပ်ထဲမှာအလဲကအနက်ရောင်ဝိုင်းတစ်ခုကိုပတ်နေတဲ့မီးခွင်းပုံကဖြစ်နေအောင်အဲ့ဒါဆိုရင် algorithm ကဗမ်းမလိုက်တော့တေချာလှုပ်တယ်ဆိုတာထင်ရှားသွားပြီ2019 April လမှာလူသမားရဲ့ပထမဆုံးအာဃာတတွင်းနဲ့မျက်မြင်ဓာတ်ပုံတိတိပပထုတ်ပြန်ကြေညာနိုင်ခဲ့ပါတယ်ဒီပုံဟာလူသမားရဲ့နောက်ထပ်အောင်မြင်မှုတစ်ခုအိုင်စတိုင်းရဲ့ theory တွေကမှန်ကန်တဲ့နောက်ထပ်မျက်မြင်သက်သေပြချက်တစ်ခုမဖြစ်နိုင်ဘူးလို့တတိချယုံကြည်နေခဲ့ကြတာဖြိုဖျက်ပေးနိုင်မှုတွေဖြစ်ပြသနိုင်ခဲ့ပါတယ်ပုံထွက်ပြီးခဏချင်းမှာပဲနိုင်ငံတကာကဩဇာကြီးမီဒီယာတွေတက္ကသိုလ်တွေအဖွဲ့အစည်းတွေလူတွေအုပ်ဟော်တောင်းနေဖြစ်သွားကြတယ်ဒေါက်တာ KT ကလည်းနေချင်းညချင်းနည်းပညာနယ်ပယ်ကမိန်းကလေးတွေရဲ့ idol စံပြလို့ဖြစ်သွားသူ့နယ်ပယ်ကမဟုတ်တဲ့နေရာတော့သူ့ရဲ့ကျွမ်းကျင်မှုအတုံးချပြီးဖြည့်ရှင်းနိုင်တဲ့လူသားရဲ့စွမ်းပကားကိုလည်းပြသနိုင်ခဲ့တာပါပေါ့အခုတော့သူကကဘာကျော်တက္ကသိုလ်ကြီးတစ်ခုမှာလက်ထောက်ပါမောက္ခဒါအပြင်သူ့ပညာနဲ့ဆေးဘက်ဆိုင်ရာငလျင်ဆိုင်ရာကွန်ပျူတာတိုင်းတာရေးနည်းတွေကိုချဲ့ထွင်နေပါတယ်သူ့လူတွေအားမကြပဲနေမလားဒီလောက်ရှုပ်ထွေးပြီးတော့လူတွေကိုစီမံခန့်ခွဲတာဝန်ယူရတဲ့ခဲရခဲဆဲအလုပ်တွေကိုအောင်မြင်သွားတဲ့အခါမှာစီမံကိန်းထက်ကိုပေါ်ပြီးတော့သူကဟိုးလေးတကြောဖြစ်သွားခဲ့သို့တော့ဒေါက်တာ KT တယောက်ကပညာရှင်ပိသားစွာပဲသူ့ရဲ့ပြိသက်ရဲ့ထောပနာကိုတုံ့ပြန်ပါတယ်ဒီစီမံကိန်းဒီတွင်းနဲ့ပုံဟာသူတယောက်တည်းရဲ့စွမ်းရည်မဟုတ်ပါဘူးဒီစီမံကိန်းမှာပါဝင်တဲ့လူအယောက်200ရဲ့စုပေါင်းစွမ်းရည်မှာတဲ့အလွန်အရေးကြီးတဲ့ကိစ္စကိုသူကထောက်ပြသွားပါတယ်ဒီလူအယောက်200ထဲမှာကြားမှလိန်စိတ်ခံယူမှုကွဲပြားသူအကုန်ပါပါတယ်ဘယ်သူကပိုတော်ရဲဘယ်သူကိုဖိရမယ်ဘယ်သူနေရာမပေးသင့်ဘူးဆိုတာသူတို့မှမရှိပါဘူးသက်ဆိုင်ရာကဏ္ဍလိုက်ကျွမ်းကျင်မှုလိုက်တာလူညီမြောက်ခေါင်းဆောင်မှုစနစ်ကိုကျင့်သုံးပြီးအကောင်းဆုံးအလုပ်လုပ်တဲ့ပတ်ဝန်းကျင်တွေမှာဒါမျိုးအောင်မြင်မှုတည်ပွင့်တွေကိုခံစားကြရတာဖြစ်ပါတယ်အတ္တကြီးလာရဲ့ကဘာကြီးမှာသူဟာစုပေါင်းလှုပ်ဆောင်တဲ့ယဉ်ကျေးမှုလက်ဆင့်ကမ်းနိုင်ခဲ့ပါတယ်ဒီစုပေါင်းစွမ်းအားဟာလွန်ခဲ့တဲ့နှစ်55သန်းကပုံရိပ်ကိုတော့မှပြန်လည်ဖော်ထုတ်နိုင်ခဲ့ပါတယ်အခုပိုင်းကို Feminist Hub မြန်မာနဲ့ Burma Podcast Network ကပူးပေါင်းစီစဉ်ထားပါအမျိုးသမီးကဏ္ဍတခန်းတစ်လွင်ဖို့အားစိုက်တင်ဆက်နေတဲ့စီစဉ်လည်းဖြစ်ပါတယ်ဒီအပိုင်းမှာပထမဆုံးတွင်းnetပုံကိုပုံဖော်ထုတ်လုပ်နိုင်ခဲ့တဲ့လူအဖွဲ့အစည်းရဲ့ကျင်းမြောင်းတဲ့အမြင်ကိုဖွင့်ထုတ်ပြသခဲ့တဲ့အာကာသတွေကမမြင်ရတဲ့အချက်လက်တွေကိုပုံဖော်နိုင်မှုလမ်းကြောင်းအသစ်ဖောက်ခဲ့အာကအမျိုးသမီးတယောက်အကြောင်းကြားသိခဲ့ကြရတာဖြစ်ပါတယ်နားဆင်သူအားလုံးမိမိလိုရာပန်းနိုင်ကိုလွတ်လပ်စွာအရောက်လှမ်းနိုင်ကြပါစေ။ဘောင်ခတ်ချုပ်ချယ်မှုတွေကနေတာလူညီမျှတဲ့အချိန်တွေကိုဖောက်ထွက်ဖန်တီးနိုင်ကြပါစေ။ကျွန်မကတော့မူကဖြစ်ပါတယ်။2022ခုနှစ်ရောက်တဲ့ချိန်မှာဒေါက်တာ KT ပေါင်မန်းတို့အဖွဲ့ကနေဖွဲ့စည်းရှိရာငကန်ငွေရန် Galaxy ရဲ့ဗဟိုမှာရှိတဲ့ Sagittarius A Star တွင်းnetကြီးကိုရိုက်ပြခဲ့ပြန်ပါတယ်။ကိုနီနာကတွင်းnetတွေကိုရပုတ်ခတ်ပေမဲ့လည်းအဲ့ဒါလည်းလုပ်လို့ရတယ်လို့ထပ်မံအတည်ပြုခဲ့ကြတာဖြစ်ပါတယ်